ကြီးဖြစ်တဲ့သူကမကြားဟန်ပြူလိုက်ပြီးညီမငယ်ဖြစ်တဲ့သူကိုစကားတိုးတိုးလေးကပ်ပြောလိုက်တဲ့အခါညီမငယ်ကသူ့ရဲ့အုပ်အစားတွေကိုပြန်ဝတ်လိုက်တာနဲ့ဖြောက်ခွေသွားတော့တယ်ထိုအခါကြံနေခဲ့တဲ့အမျိုးသမီးကဝေဖို့ဒီမူရဲ့အနာကိုလာပါလားဒီနေရာကိုဝေဖို့ဘယ်လိုရောက်လာတာတော့ဘာကိစ္စများရှိပါသလဲရှင်အားတော့မနာပါနဲ့ပြောစရာရှိတာကိုပြောတာပြောပါဒီမူဝေဖို့ဘာကူညီပေးရမလဲအမျိုးသမီးကသွားကလေးပေါ်ယုံများပြောင်းပြပြီးဝေဖို့စောလိုကိုရင်ကြီးသိမ်ဝေးစာနဲ့မေးလိုက်ပါတော့တယ်။အော်ဒီလိုပါဝေဖို့ဒီနားမှာနေလာခဲ့တာလေဘယ်သူမှမတွေ့ခဲ့ဘူးလို့မေးတာပါဒီမူလို့ဒီနေရာမှာနေကြမှန်းသိရင်အလေလာရတာပေါ့ဝေဖို့ကတော့ပြောတော့မယ်ပြောပါဒီမူနားထောင်ပါမယ်မခုတူလေးနဲ့ပြောလိုက်တာကြောင့်ဝေဖို့စောလို့ခင်ဗျာနားမလည်နိုင်အောင်ဖြစ်သွားတယ်ဒီမဲ့ဒီမူဘာပြောလဲဒီမူနားထောင်ရအောင်ဝေဖို့ကဘာလို့ပြောရမှာတော့အော်ဒီလိုပါဝေဖို့ကဒီမူရရှိမှန်းသိရင်အလေလာမယ်လို့ပြောလို့ဒီမူကကြည်စားတာပါလာနိုင်ပါလေရှင်းလာနိုင်ပါလေဒီမူတော့ကဖော်ရတတ်ပါတယ်ဝေဖို့လို့တော့မဟုတ်ပါဘူးအမျိုးသမီးကဝေဖို့စောလို့ကိုကြုံလေးပြန်ပြောလိုက်ပါတော့တယ်ဘာပြောလဲဝေဖို့လို့မဟုတ်ဘူးတဲ့လားဝေဖို့ကဒီမူအရင်မြင်ဘူးလို့လားခပ်ပါရောလားဝေဖို့ဒီနားလာနေတာစကလေးကဒီမူလို့သိတယ်ဘလို့ပြန်ပြောပါအောင်ဝေဖို့မရှင်းလို့ပါအော်ဝေဖို့ဒီမူလို့တွေ့ဘူးမြင်ဘူးနေရအကြပြီလို့ပြောတာပါကဲရှင်းလားဝေဖို့စောလို့ကဘာတစ်ခုမှနားမလည်ပဲအမျိုးသမီးပြောတဲ့စကားတွေကြောင့်ဘာပြန်ပြောရမှန်းမသိဖြစ်နေတယ်ဝေဖို့စိတ်ညစ်နေပြီထင်တယ်ဒီလိုပါဝေဖို့ဒီအရက်ကိုရောက်လာကြတဲ့ကဝေဖို့ရခင်းလေးကိုဒီမူလို့နေတိုင်းသွားလေကြတယ်ပြီးတော့ရခင်းကိုလာဖြတ်စည်းတဲ့တရိတ်ဆန်လေးတွေကိုလည်းဒီမူလို့နေတိုင်းမောင်းထုတ်ပေးတယ်လေဝေဖို့ကတော့အင်္ဂရိတခွဲသားနဲ့ဒီမူလို့ကိုတော့အရေးမလို့မဟုတ်လားဒီမူပြောတာတွေကဝေဖို့အိမ်မမနေတယ်လို့ပါပဲလားဒီမူရဲ့ဝေ